ငါယောက်ျားကိုမယုံတာမဟုတ်ငါမွေတွေကိုကြောက်တာဒီနေ့ blog လေးကတော့ကျွန်တော်တို့လင်မယားနှစ်ယောက်က9ရုပ်ဘက်ကရေတကုံတို့10ရုပ်ဘက်အလဲသွားတဲ့ blog လေးပေါ့နော်မနေ့9နာရီခွဲကြော်မှကျွန်တော်တို့လင်မယားနှစ်ယောက်ကအိမ်ကနေထွက်လာပါတယ်ထွက်လာချင်းပဲ location မှာလို့ခွင်းနှစ်ခါလိုက်ခံရပါတယ်အမြဲတမ်းကျွန်မယောက်ျားက location မှာပြီးတော့သူများခြံသူများအိမ်ထဲခေါ်ဝင်နေကြပါအခုသွားနေတဲ့နေရာကတော့မြစ်ဘေးနားမှာ coffee သွားတောက်မှာပါเนาะအရန်လှပါတယ်မူးရတီဆိုရင်အခုနွေးရတီဆိုတော့ရေနည်းနည်းခတ်နေတယ်ပေါ့เนาะမဆာတော့သွားလေတဲ့9ရွတ်ဒီဒေတာဆိုင်ကယ်နဲ့ခီးသွားတဲ့လူတွေအများဆုံးသွားလာတာပေါ့နော်အဓိကမိုးရွာတီဆိုရမ်းလာတယ်အခုနွေရာတီဆိုတော့ရေတွေခန်းနေကြတယ်ပေါ့နော်ကျမတို့လင်မယားနဲ့ညရင်မမီတို့ဟိုနွေရာတီကြီးသွားတာပေါ့နော်မဆာအိမ်ထောင်ကြပြီးနောက်ပိုင်းကားနဲ့ခီးတိတ်မထွက်တော့ကျမလင်ကဆိုင်ကယ်မောင်းရတာအရမ်းကြိုက်တဲ့အတွက်ဆိုင်ကယ်နဲ့ပဲခီးထွက်ချင်တော့သူ့နောက်ကိုလိုက်ရင်နဲ့ဆိုင်ကယ်နဲ့ခီးထွက်တာကြိုက်သွားပြီပေါ့နော်ပြီးတော့ तू ကအေးအေးဆေးဆေးတမဆိုတော့ဒီလိုမျိုးအေးချမ်းတဲ့နေရာလေးတွေကို तू ကြိုက်ပါတယ်ကဲအခုကတော့ကျမယောက်ျားအရန်တွားပြချင်တဲ့ရေတကုံအရန်လာတဲ့နေရာကိုတွားမှာပါလမ်းမရှိတော့ဟုတ်တယ်အဲ့ဘက်မှာဆင်းရပါလမ်းမရှိတော့ပြီမဲ့ကျမယောက်ျားအဲ့ဘက်မှာရှိတယ်ဆိုပြီးအတင်းတွားချင်နေတာပေါ့နော်လမ်းနားနေမဆင်းတော့ကဲအခုကလမ်းလျှော့ပြီးတော့ရေတကုံတွားမယ်ပေါ့နော်ဘာလို့လဲဆင်ကျနေဝင်မှာလဲညစာအရန်ဝင်းနေဘယ်လိုလုပ်မလဲဟုတ်လားတော့မသိဘူးဟေးအဲ့ယောက်ျားတို့ငါ့ကိုခေါ်သွားနေတာပဲဆိုင်ကနေသွားလို့ရတယ်တောင်းနေပါဆိုင်ကနေစီသွားလာလို့ကောင်းနေနေအောင်ဟုတ်လားမဟုတ်လားမသိဘူး location ကတော့ effect တဲ့ဒီမနေ့ကလည်းခွေးကနှစ်ခါဆွဲခိုင်းရပြီလေဒီဟာအမေဆိုမွေးလေးရှိတဲ့နေရာလို့ပဲမဆောက်နိုင်ဘူးလိုက်ပါဟာငါကြောက်တယ်ငါယောက်ျားကိုမယုံတာမဟုတ်ငါမွေးတွေကိုကြောက်တာမာရီဟာဟုတ်လို့လားငါကမာလာပါဘူးဟုတ်လို့လားချင်းတိတ်ထွက်လာမနော်ငါချီတော့အားလုံးအနာဖြစ်တာငါယောက်ျားကြောက်မှာနော်သူတို့ဟုတ်လို့လားငါချီတော့လေအားလုံးနာကုန်နော်သူတို့ဟုတ်လို့လားဒီလားနေ location ကမားနေတာချင်းနေနော်ဒီ location ကခီးကဘလော့ကလုပ်ချင်လို့ငါခီးကဘလော့ကလုပ်ချင်တော့ငါရမပြောတော့ခီးကဘလော့ကလုပ်ချင်တော့ငါစိတ်ကြက်သွားပြီအလောဟူးnoဟုတ်လို့လားငါခီးကြားနေထွက်လာမလို့ခီးကဘလော့ကလည်းလုပ်ချင်တော့ဒေါ်လာမဝင်နေနေချစ်သူမသွားကြဆိုငါအော်တိုင်းတော့စင်နေကြားနေထွက်လာအောင်မယ်ချစ်သူဟုတ်လားစင်နေထွက်လာမလို့ကြောက်တယ်ဘေးပတ်ဝန်းကျင်ကြည့်တာရှေ့ပဲကြည့်နေကြည့်ချင်မလို့ဘေးပတ်ဝန်းကျင်ဟုတ်လို့လားကွာသူများတွေမောင်ကိုလုံးတဲ့နေရာရောက်ကုန်မလို့သူတို့လေးလိုက်လာမယ်အမြင်ထားဖို့ဒီဟာကြောက်ကြကြီးပဲငါခီးတော့ဘလော့ကငါဒီနေ့ဆုပ်လိုက်တော့မယ်ငါလက်တဲ့အကုန်လုံးတိကိုင်းနေချိုက်ကုန်ပြီကဲခက်နဲ့ရောက်သွားတဲ့အချိန်မှာရေတကုံကရေမရှိနေပါဘူးဒါကျမယောက်ျားပြချင်တယ်ကျမကိုအရင်လာတဲ့ရေတကုံပါရေတကုံကရေမရှိပါဘူးရှင်ကဲတနေကုံလျှောက်လေပြီးတော့ကျမတို့ကစစ်တပ်ထဲမှာကျမတို့ကဟိုအမြင့်ကြီးကနေကျမခုံစင်းမှာပေါ့နော်ကျမယောက်ျားကတက်မတခါတော့အမြင့်ကနေခုံစင်းပါနေအမြင့်ရန်ကြောက်တာကိုဖြေဖြောက်အောင်ဆိုပြီးကျမကိုမြောက်ပေးလိုက်တဲ့အချိန်မှာကျမကအမြင့်ကနေတက်ခုံမှာပါကျိုးနေပါကျမဘွားပါအမြင့်ကြောက်တယ်ပေါ့နော်ပထမဦးဆုံးအမြင့်ကနေဒါကျိုးစီအဲ့ကျိုးစီကဘာလို့ခေါ်လဲဒီပဲဆွဲရအောင်ဟမ်ဒီပဲအမြင့်ကနေကျိုးစီပါမယ်ဟုတ်ကိုကျမအမြင့်အရန်ကြောက်ပေမဲ့ကျမအမျိုးသားချစ်သူရတက်တိရှိလိုက်စမ်းပါယောက်ျားရှိပါတယ်လို့ပြောလို့ကျမအမြင့်ကခုံချတာပေါ့နော်ကျမအမျိုးသားမြောက်ပေးရင်ဘာမဆိုလောက်တဲ့မိန်းမဆိုတော့ပေါ့နော်ဆိုတော့ပုံမြင့်တဲ့နေရာနဲ့တွက်ခုံချတာပေါ့နော်သူရှိလို့လဲကျမအများကြီးတက်တိရှိနေတာပေါ့နော်ကဲအခုကအားလုံးပြီးသွားပြီအဲ့ဒါနဲ့ပဲကျမတို့နှစ်ယောက်ကညနေ6:00 နာရီလောက်မှအိမ်ပြန်ပါတယ်နောက်ဗီဒီယိုမှာလိုက်ကြည့်ပေးပါအောင်ရှင်